ရောက်ပါတယ်ငါတို့နေတဲ့လောကကြီးအကြောင်းပြောပြမယ်ဘာတွေလဲဟေးဘာတွေလဲဟဲ့မိုင်းနိုတဲ့တော့အုပ်ကြီးလို့မာယာတွေများလုံးနဲ့ကျုံကျုံနေတဲ့လောကမှာလဲပုံစံတွေအမျိုးမျိုးပဲရုံငယ်လုံးမျိုးဖြူစင်သူလဲရှိမယ်ဝမလေးလုံးမျိုးအရာရာပေါ်ကောင်းချင်တတ်တယ်လူတွေရှိတယ်တိခွေဝတ်အို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 ဟဲ့တပြေးပြေးနဲ့ကဘာကြီးပူနွေးလောဘတရားတို့လွှမ်းချုံစိတ်တတူကရောက်သေးကိုကြစာနာစိတ်များကင်းกว่าအချင်သားတွေမရှိဘူးအရာရာတကိုယ်ကောင်းစိတ်နဲ့ထင်ရတွေကိုဆိုင်အမောင်မိုက်ထဲတို့ကြတယ်လူတွေရှိတယ်တိခွေအချို့လူတွေရှိတယ်တိခွေဟေးမင်းစိတ်ကိုပြန်တွေးမယုံညံလိုက်နဲ့တော့မင်းစိတ်ကိုပြန်စီမရက်စလိုက်နဲ့တော့မင်းစိတ်ကိုပြန်တွေးမယုံညံလိုက်နဲ့တော့မင်းစိတ်ကိုပြန်တွေးမယုံညံလိုက်နဲ့တော့တတိထားအာဟာဝိုးအိုဝိုးအို yeah အာဟာဝိုးအိုဝိုးအို hey ကဲဘယ်လိုလဲရောက်ပါတော့အားလုံးနေတဲ့လောကကြီးအကြောင်းကြည့်တော့မြင်တော့ကွာကဲမိုင်းနိုတဲ့တော့အုံကြီးလို့မာယာတွေများလုံးနဲ့ကျုပ်တို့နေတဲ့လောကမှာလဲပုံစံတွေအမျိုးမျိုးပဲရုံငယ်လုံးမျိုးဖြူစင်သူလဲရှိမယ်ဝမလေးလုံးမျိုးအရာရာပေါ်ကောင်းချစ်တတ်တယ်လူတွေရှိတယ်တိခွေဝတ်အို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 ဟဲ့တပြေးပြေးနဲ့ကဘာကြီးပူနွေးလောဘတရားတို့လွှမ်းချုံစိတ်တတူကရောက်သေးကိုကြစာနာစိတ်များကင်းกว่าအချင်သားတွေမရှိဘူးအရာရာတကိုယ်ကောင်းစိတ်နဲ့ထင်ရတွေကိုစား